ဒီလောက်များတဲ့လူအုပ်ကြီးကတရွေ့ရွနဲ့ဘယ်သွားမှဖြစ်လဲဟုတ်ကဲ့ဒီနေရာတော့ကျမတို့အကြောင်းရင်းနှစ်ပြက်လေးနေဖြစ်ပါတယ်အကြောင်း6နိုင်ရအောင်ကျမ9နိုင်ရထားပြင်ခဲ့ရပါတယ်အမှရောက်တော့ဘူးမှတော့မကြည့်သေးဘူးပြီးတော့အလှန်ပုံးလာချပြီးတော့ကျမတို့တွေစိတ်ကြိုက်ကိုအလှန်ကိုကြွေးကြတယ်ကျမတို့အလှန်ရှာမတွေ့ဘူးအချမ်းမလို့အာဆီယံအလှန်လည်းပဲညသွားပါတယ် I can live uncomfy လန်စော့နေရင်လည်းတခုခုလာလို့ဆိုပြီးတော့လှည့်ကြည့်လိုက်တာပွဲမှာတုံးဘာပြီးမှမသိတဲ့ဟာရောက်လာတယ်ခဏနေတော့ပွဲစားရမယ်ဆိုတော့လည်းဘလုံးကွင်းထဲမှာတဆောက်ကြတယ်ဘယ်သူမှတော့သိမရောက်သေးဘူးသူတို့ဘာလို့ကျမတို့အစောကြီးခေါ်တာမှစဉ်းစားမရဘူး Which country is this? ASEAN. What?ရှေ့ရဆီယမားတွေကလည်းရှေ့ဖြုံးနေပြီပဲကျမတို့ကြောင်းသားတွေကလည်းကို့အထာနဲ့ကိုပဲဆက်စီပါဆဲလိုက်တယ်အခမ်းအနားဆောက်ဖွင့်တဲ့ Faculty of Sport ကဆီယမားတွေနဲ့တူတူသွေးကူလူချင်းကအရင်ဆုံးစလုပ်ကြပါတယ် Kami silakan kembali Mas Imam dan ပြီးတော့ဌာနအလိုက် SDG goals တွေကိုသူတို့တရုပ်ပြရတယ်ဗောနော်ဌာနအလိုက်သက်ဆိုင်ရာ SDG goals တွေကိုတရုပ်ပြကြတာတော်တော်ရွတ်ပြောဖို့ကောင်းနေကွယ်ဒီဟာတော့ကျွန်မအကြိုက်ဆုံး creative အဖြစ်ဆုံးလေးပါကိုယ်တိုင်ဖြုတ်ဖို့သွားတာဆိုပေမဲ့အဖြုတ်ခံလိုက်ရတယ်ကျွန်တော်တို့နေပူထဲမှာအကြာကြီးရက်နေရပြီးတော့အစားလည်းမစားရအောင်မုတ်လည်းမကြွေးကြအောင်နေပူလာတော့ဘလို့မှမစလေးနိုင်တော့ဘူးကျွန်တော်တို့တအုပ်လုံးဟိုအနောက်တစ်ခါတည်းပြောင်းကြည့်ရောကျောင်းသားတွေကတော့အများကြီးတစ်ဖွဲ့ဖွဲ့နဲ့လာနေကြတယ်ကျွန်မကတော့အစောဆုံးပေါ့နော်ပြီးတော့တို့တွေအကုန်လုံးမတည့်ရဘာဖြစ်လဲဆိုပြီးတော့လန့်ကြည့်ကြတာပဲဟုတ်မလားတို့ကနိုင်ငံတော်ချင်းထားဆိုတာပြီးတော့ကျောင်းရဲ့ theme song လဲဆိုကြသေးတယ်အဲ့ဒီဘောလုံးကွင်းထဲမှာအစီအစဉ်အကုန်လုံးပြီးသွားပြီဆိုတော့လည်းတအုပ်ကြီးအကုန်လုံးထွက်ကြပြီးတော့ကျမတို့ရဲ့ main campus ကိုသွားကြတယ်ပေါ့နော် campus ကဒီမှာက2ခုရှိတာဒီ main campus မှာကြတော့ရုံးပိုင်းဆိုင်ရာတွေအဲ့လိုတွေများတယ်ပြီးတချို့ဌာနတွေရှိတယ်ကျမတို့ဒီဘက်မှာကြတော့လေဌာနတွေတက်ပေါ့နော်ကျောင်းသားတွေအများစုဒီဘက်မှာနေကြတာကြည့်ရတာရှိတဲ့ကျောင်းသားအကုန်လုံးဒီကိုရောက်လာတဲ့ပုံမှန်အားလုံးပေါင်းလူ1000ကျော်လောက်ရှိတယ်ပေါ့နော်အကုန်လုံးလာကြတာကွယ်ကျမတို့အကုန်လုံးလည်းမှဂျားညက်လေးဖြစ်နေပါပြီတကယ်ကကျောင်းနှစ်ပတ်လည်နေအတွက် lucky draw အစီအစဉ်ရှိတယ်ပေါ့နော်အဲ့ထဲမှာဆိုင်ကယ်တို့ဆက်ဘိန်းတို့ရေခဲတစ်တာအဝတ်ရှော့ဆက်အဲ့လိုတွေအများကြီးပါတယ်အဲ့ဒါကြောင့်မို့လို့တအုပ်ကြီးကလာပြီးတော့ကန်ဆန်းကြတယ်ပဲပြောရမှာမသိဘူးသူကတော်တော်ရွတ်များတယ်လူမြိုင်နေပေါ့ကွယ်တရားပေါ်နေဖြတ်ရတော့အမှတရားကနေကျွန်မရေးပြမယ်လူဘယ်လောက်များလဲဆိုတာအမလေးလူတော့ကြောက်ရှောင်ဆန္ဒပြရတယ်ဟုတ်ပါဆန္ဒပြအောင်မနစ်ကကြတော့တယောက်ကိုလက်မှတ်4ဆောင်5ဆောင်လောက်ရကြတယ်ဆိုတော့ကျွန်တော်ဒီနှစ်လည်းအဲ့လောက်ရမယ်ထင်တာဒါပေမဲ့သူတို့ကတယောက်တစ်ခုပဲပြီးတော့ဟဲ့တစ်ခုတည်းလားဆိုပြီးတော့ကုမ္ပဏီတက်တက်နေတာတကယ်တစ်ခုပဲရပါတယ်စိတ်စုပါလက်မှတ်တစ်ခုတည်းရတာဆိုတော့ကိုယ့်ရဲ့ပေါက်နိုင်ကြီးရတော်တော်ရွတ်နေတယ်ပေါ့နော်ကျမထောက်ဖို့ဆိုတာကျမရဲ့တငယ်ချင်းသူ့ရဲ့နံပါတ်က9693ဆိုတော့9693မှာစိုက်ကပေါက်မှာမဟုတ်ဘူးဆိုတော့တဘောကျမတို့က international student ဆိုတော့ international office တွေကိုအရင်ဆုံးတွားရတယ်။ပြီးရင်တို့ရဲ့ညစာစားပွဲတွေပါရှိသေးတဲ့ပုံပဲဒီမှာတိတ်တော့မသိပါဘူး။ကျမရဲ့ fashion ကတော့ live ဖန်နေမှုကြီးပေါ့နော်။ထမိန်နဲ့ရှူဖနန်နဲ့တော်တော်ဟုတ်နေ။ထမင်းဘူးလည်းအလကားရမယ်မထင်နဲ့နော်ဒီမှာလက်မှတ်ထိုးပြီးတော့မှယူရတာ။တော်ရို့နဲ့ကြည့်တဲ့ထမင်းဘူးနော်မြင်ဘူးအောင်ကြည့်။ကျမတို့မြန်မာ2ယောက်ကတော့တခါတည်းမပြန်တင်သေးဘူးပေါ့နော် lucky draw လည်းထိုက်ဆောက်ချင်နေတယ်ဆိုတော့အဲ့ဒီမှာလိုက်ပတ်တယ်ဒီမှာမုတ်ဈေးတန်းတွေပါရှိတယ်ပေါ့နော်ကိုယ့်ပတ်စံနဲ့ကိုယ်ဝယ်စားရတာပါနည်းနည်းဈေးလည်းနည်းနည်းများတယ်အဲ့ဒီမှာမုတ်ဈေးတန်းတွေတောက်ချောက်ရှိတယ်ပြီးတော့ဌာနအလိုက်သူတို့ရဲ့ပြခန်းတသေးလေးတွေရှိတယ်ပြီးရင်တခြားရိုးရပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းရှိတယ်ပြီးတော့တငယ်ချင်းတွေကဒီမှာမုတ်ဝယ်စားကြတယ်ကျမတို့မဝယ်စားပါဘူးရေနဲ့သမင်းပဲပြီးတော့ကျမတို့ရဲ့အကောင့်စား faculty ကမွေကြီးခေါ်ခဲ့တယ်ကျမအစားအထင်းကြီးတာပါဘယ်ဟုတ်မလို့မွေးရငပြင်းလှုပ်တောင်မလှုပ်ဘယ်သူကကိုင်းအေးဆေးပဲသွားရင်လည်းအဲ့ဒီမှာသွေးတိုးတွေစီးကြိုးတွေအလကားထိုင်စစ်ပေးတာတွေ့တော့ဘယ်ဌာနလဲပေါ့ဘယ်ဟုတ်မလဲကျမတို့ဌာနဖြစ်နေတာအဲ့ဒီမှာကျမတို့တော့မစစ်ခဲ့ပါဘူးကျမလူငယ်ဆိုတော့တန်ဆွမ်းတဲ့ကျမ်းမာတွေမလို့ဘူးတာတယ်ပွဲနေတာကသူတို့ admission ဌာနရဲ့အရှိကမြက်တင်ပြီးတော့မှသူတို့ကစင်ကြီးစောက်ပြီးတော့လောက်တာအဲ့ဒီမှာလူတွေအများကြီးပြေးကြတာဘာလို့တက်လဲဖောက်တာလဲပေါ့တကယ်ကဆရာတွေအကုန်လုံးတက်ပြီးတော့တချင်းဆိုတာအရင်နှထောင်ကောင်းတယ်ပြီးတော့သူတို့အဲ့လိုတွေလူတွေစုကြတာဘာလို့လဲဆိုတော့အဲ့ဒီမှာဆရာတွေကအပေါ်ကနေပြီးတော့လက်ဆောင်ပစ္စည်းတွေဖိချပေးတာပေါ့နော်ကျမတို့က
မသွားရဲဘူးကွယ်လူအုပ်ကြီးချမ်းမှာကိုကအင်ဒိုနီးရှားလိုလည်းမတက်ဘူးဆိုတော့အဲ့ဒီမှာသွားရကောင်းမှမသိအမှငုတ်တုတ်ကြီးထိုင်နေကြတာအခုမြင်နေရတာကတော့နေပူကျဲတဲမှာရှာထွက်အောင်ကတဲ့ငကားအကားဖြစ်ပါတယ်မိုင်းလာ Sambilan. โอ้ that should be me ငါပဲဖြစ်တဲ့နဲ့မင်းလက်ကင်တဲ့လူငါပဲဖြစ်တဲ့နဲ့မင်းကိုရီအောင်လုပ်သူ ပြီးတော့အပေါ်ကနေပြည့်စည်တွေပြည့်ချပျော်ကြားရွှင်ကြနေပေါ့နော်ဒီမှာအိမ်မှာတဘာမလုပ်တာဒီမှာဆရာတွေကဘဲညဆိုတာနဲ့အကောင်လုံးကနားထောင်ပြီးတာသူတို့ကြည့်ရပျော်စရာဆိုတော့ကျွန်တော်တို့မနေနိုင်တော့တခါလဲပြေးဝင်လာပြီနောက်ဆုံးအခြေဒီစောက်နေရတာမဲဖောက်နေတာငါများပေါက်မလားဆိုပြီးတော့မပေါက်တဲ့ပြင်သူများတွေအဝှချော့ဆက်ရင်မပါတာအခုကျွန်တော်တို့ဒီတိုင်းထိုင်ကြည့်နေကြရပါတယ်မဲကမပေါက်တဲ့ပြင်ပြန်လဲပြန်ရောမိုးကမိသေးတယ်ကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ရှင်